ကောင်မလေးစိတ်မကြည်တဲ့အခါသူမဆောင်းထားတဲ့အုတ်ထုပ်ပေါ်မှာစူးတွေထွက်လာတတ်တယ်။သူမပျော်ရွှင်နေရင်အဲ့ဒီစူးတွေကြားမှာနှင်းစီပန်းလေးတွေကွင်လန်းလာတတ်ပြန်ရောသူမဘယ်နေရာကိုပဲသွားခြေလန်းတိုင်းရဲ့နောက်ွယ်မှာအစိတ်ငိုတွေပေါက်ကြံရစ်ခဲ့တယ်။မြို့သူမြို့သားတွေကတော့သူမကိုမှုဆုံးမလို့ခေါ်ကြတာပေါ့။သူမမြို့ထဲကိုရောက်လာပြီဆိုရင်ဆိုင်တွေအားလုံးတကားတွေပိတ်ရောင်းဝယ်တွေရပ်ပစ်လိုက်ကြတယ်။ကလေးတွေကလည်းသူမကိုလမ်းလျှောက်နေတဲ့အစိတ်ငိုကြီးလို့သတ်မှတ်ပြီးမြင်တာနဲ့ဝေးကိုပြေးပုံးကြတာပေါ့။ဒါပေမဲ့ဒီမျိုးထဲမှာအဲ့ဒီဆုံးမနဲ့အယောင်းဝယ်လို့ဖို့ဝင်မလေးတဲ့သူအနေငယ်တော့ရှိပါသေးတယ်။ဈေးဆိုင်ပိုင်ရှင်ကတော့သူမကိုလက်ခံစကားပြောတဲ့လူအနေငယ်တွေကတယောက်ပေါ့။ဘာဖြစ်လို့လဲဆိုတော့သူမဖော်ဆက်တဲ့ဈေးတွေကအမခန့်အောင်ယောဂပျောက်ကင်းစေလို့ပဲ။ဆိုင်ရှင်ဟာသူမနဲ့တွေ့တဲ့အခါနှာခေါင်းစည်းကိုတခါမှမချုပ်ခဲ့သလိုသူမပြန်ခါနေတိုင်းပေါက်နေတဲ့မှုတွေကိုရှင်းလင်းသွားဖို့အမြဲတမ်းသတိပေးတတ်တဲ့ဆုံးမလေးအနှစ်သက်ဆုံးနေရာကတော့စောက်ဆိုင်လေးပဲစောက်တွေအပြင်အဲ့ဒီမှာလူရောင်ဆောင်ထားတဲ့ F နဲ့သားဆိုင်ရှင်တယောက်ရှိနေတာကိုသူမကအဲ့ဒီဆိုင်ရှင်ကိုနှစ်သားအသွင်ပြောင်းခိုင်းကြည့်ပေမဲ့သူကတော့အမြဲတမ်းငင်းဆန်ခဲ့တယ်တကယ်တော့ဆိုင်ရှင်ဟာဆုံးမလေးမျိုးထဲလာတာကိုအမြဲကြိုဆိုနေခဲ့တာပါဘာဖြစ်လို့လဲဆိုတော့မျိုးထဲကလေးထုထဲမှာရှိတဲ့အစိတ်အတောက်တွေကိုသူကခံစားသိရှိနေလို့ပဲဆုံးမလေးရောက်လာတိုင်းအဲ့ဒီအစိတ်တောက်တွေကရောပါသွားတတ်တဲ့ဆုံးမလေးရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဟာအစိတ်တောက်တွေကိုစုပ်ယူပြီးခြေဖြတ်ပေးနိုင်စွမ်းရှိနေတာပါဒါပေမဲ့အဲ့ဒီလိုခြေဖြတ်လိုက်တဲ့အတွက်သူမရဲ့ကိုယ်ထဲမှာပြင်းထန်တဲ့အစိတ်တွေကိန်းအောင်သွားပြီးသူမနောက်မှာပေါက်လာတဲ့မှုတွေကအစိတ်ပြင်းတဲ့မှုတွေဖြစ်ကုန်တာပေါ့လေထုထဲမှာအစိတ်တောက်တွေများလေသူမနောက်ကမှုတွေကပိုပြီးတန်ဆွမ်းလာလေတွေပါပဲဒီနေ့မှာတော့မြို့လေကွင်းပြင်မှာပြစ်ဒဏ်စီရင်ပွဲတစ်ခုလုပ်ခဲ့ကြတယ်ဆုံးမလေးအဲ့ဒီနားကဖြတ်သွားတဲ့အခါသူမရဲ့အစိတ်မှုတွေဟာတစ်ပင်ကြီးတွေလောက်နီးပါအဆမတန်ကြီးထွားလာခဲ့တယ်။ဆိုင်ရှင်ကထုတ်မပြောပေမဲ့ဆုံးမလေးသိနေခဲ့တယ်။အဲ့ဒီစီရင်ချက်ဟာဆုံးမတွေကိုလိုက်လံဖမ်းဆီးခြင်းနဲ့ဆက်နွယ်နေတယ်ဆိုတာကိုပေါ့